နောက်ဖက်မှာကိုပမာမရှိတဲ့တိုက်စစ်ခန်းစစ်မှာဆိုလို့ရှိရင်လည်းလီဘိုင်းကိုဝဲမရှိတဲ့ခန်းစစ်ကွင်းလမ်းမှာဆိုလို့ရှိရင်လည်းခြေသွမ်းကျနေတဲ့အန်ဆူဖာနန်ဒက်စားတဲ့အားလုံးပဲမင်္ဂလာပါဘာမီချက်စီရဲ့ YouTube channel ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့တော့မနက်ဖြန်ကစားသွားကြမယ်ဆက်စီနဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲယူ30ချက်လေးအချို့ပြုလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးမစတင်ခင်တောင်းဆိုချင်တာလေးရှိပါတယ်အဲ့ဒါကတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့နှစ်သက်သဘောကျခဲ့တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်သွားပြီးလို့ဖြစ်ပါတယ်ဆိုတော့ Chelsea နဲ့ Brighton တို့မနက်ဖြန်ညBrighton ရဲ့အိမ်ကွင်းမှာကစားသွားကြမှာဖြစ်ပါတယ်ဆိုတော့ Chelsea နဲ့ Brighton တို့ရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကနေစပြီးတော့စပြပါမယ်ဆိုတော့ Chelsea နဲ့ Brighton တို့နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲတွေနဲ့ရလက်နဲ့ပတ်သက်လို့ရှိရင်နောက်ဆုံး Chelsea ဒီ၄ဂိုးနဲ့ကစားခဲ့တဲ့ Brighton ဒီ Liverpool Club ပဲဖြစ်တဲ့ Barnsley အသင်းနဲ့ကစားခဲ့တာဖြစ်တယ်ဆိုတော့ Chelsea ဒီလည်း2ဂိုး2ဂိုးဆိုတဲ့ရလက်နဲ့၄ဂိုးအနိုင်ရရှိခဲ့တယ် Brighton ဒီလည်းBarnsley အသင်းကို6ဂိုး6မရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့တာဖြစ်တယ်အနိုင်ရရှိခဲ့တာချင်းတူပေမဲ့ Brighton အသင်းဒီ6ဂိုးထိသွင်းပြီးတော့ခန်းစစ်ကလည်းဂိုးမပြီးရဘဲနဲ့ပြတ်သားနိုင်ပွဲရရှိခဲ့တာဖြစ်တယ်။အဲ့ဒါလည်းစမ်းကြည့်မဲ့ Chelsea အသင်းကတော့နောက်တန်းကားသမားတွေရဲ့အမားနဲ့ဥဆောင်မှုဖိတ်ပြခဲ့ရတယ်။ခန်းစစ်ကြောင်းကလည်းအမားတွေအရင်များနေခဲ့တယ်လို့ခုထက် level အများကြီးနေတင်ရ PRP ကစားတာကိုခံခဲ့ပြီးတော့ကန်ကောင်းထောက်မှစွာနဲ့2ခု2ခုဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တာဖြစ်တယ်။ဆိုတော့ဒီလီဝမ်ကအသင်း2သင်းစလုံးနဲ့ပတ်သက်လို့ရှိရင်လေကွန်းဒီလီဝမ်ရဲ့အမှတ်ပေးစရာအဆင့်3မှာရည်တည်နေတဲ့အသင်းဖြစ်ပြီးတော့ Barnsley အသင်းက၄ဂိုးတက်တပွဲရော2မှတ်ကွာခြေသွမ်းအဖြစ်အရင်မကွာတဲ့အသင်းကြီးဖြစ်တယ်ဆိုတော့ဒီနှစ်သင်းကို Chelsea ရော Brighton ရောအသီးသီးရှင်းပြိုင်ကစားခဲ့ကြပြီးမဲ့ Brighton အသင်းက6ခုဆိုတဲ့ရလထိပြည့်အောင်ကစားသွားနိုင်ခဲ့ပြီးတော့ Chelsea ကတော့သွင်းဂိုး2ဂိုးတာသွင်းနိုင်ခဲ့ပြီးတော့ခန်းစစ်ကလည်းသွင်းဂိုး1ဂိုးပဲသွင်းဂိုး1ဂိုးပြန်လဲခွင့်ပြုခဲ့ရတာဖြစ်တယ် Chelsea နဲ့ Brighton တို့မနစ်ကရာသီထိတ်တိုက်တွေ့ဆုံခဲ့တာ3ကြိမ်ရှိပါတယ်ဒီ3ကြိမ်မှာ Chelsea တင်းကအိမ်ကွင်းတစ်ပွဲအိမ်ကွင်းပွဲစဉ်ပွဲအိမ်ကွင်းမှာကစားတဲ့ပွဲစဉ်တစ်ခုကိုပဲအနိုင်ရရှိခဲ့တာဖြစ်တယ် Brighton တင်းကတော့ Brighton တင်းကတော့သူတို့အိမ်ကွင်းမှာ Chelsea ကိုအဲခံပြီးကစားခဲ့တဲ့နှစ်ပွဲစလုံးကိုအနိုင်ရရှိအောင်ကစားနိုင်ခဲ့တာဖြစ်တယ်ဆိုတော့မနစ်က Premier League မှာအိမ်ကွင်းဝေးကွင်း2ကြိမ်နဲ့ FA Cup မှာ1ကြိမ်ဒီနေ့တင်းကမနစ်ခဲက3ကြိမ်ရှင်းပြခဲ့ရတာဖြစ်တယ်3ကြိမ်ထိတ်တိုက်တွေ့ဆုံပြီးကစားခဲ့ရတာဖြစ်တယ်ဒီ3ကြိမ်မှာ Brighton တင်းက2ကြိမ်ထိအနိုင်ယူပြီး Chelsea တင်းက1ကြိမ်သာအနိုင်ယူထားနိုင်သေးတာဖြစ်တယ်ဆိုတော့မနစ်ကကျွန်တော် Chelsea တင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြောရရင်မနစ်ကရာသီကုန်ကန်ဒီတုန်းကအခြေအနေနဲ့ကလပ်ကဘာဗလာပြီးသွားတဲ့အချိန်ထိကျွန်တော်တို့ပြောရွှင်ခဲ့ရတယ်ပြီးရင်နောက်ဒီရာသီစားတော့လဲလူအင်အားဖြစ်သေးမှုတွေနဲ့ကျွန်တော်တို့ရဲ့တကယ် Chelsea ဆိုတဲ့ပုံစံစီကိုကျွန်တော်တို့ပြန်နေချင်းကပ်လာနိုင်ခဲ့ပြီလို့ကျွန်တော်တို့ထင်ခဲ့တယ်ဒါပေမဲ့အခုခါမှာတော့ကွင်းထဲမှာပြဿနာတွေကွင်းပြမှာလည်းပြဿနာတွေစားတဲ့ကွင်းပြင်ပြဿနာတက်နေတဲ့ Chelsea ရဲ့ပုံစံကိုကျွန်တော်တို့ပြန်မြင်ခဲ့ရတယ်ဒါကမနစ်ကရာသီစာပိုင်းရပဲဖြစ်ဖြစ်ရာသီအနေလောက်ထိပဲဖြစ်ဖြစ်အဲ့ဒီအချိန်ဒီတုန်းက Chelsea နဲ့အတူတူပဲဖြစ်တယ်လက်ရှိ Chelsea အသင်းမှာကနီးပြားနဲ့ကစားသမားချားမှာပြဿနာတွေအများကြီးရှိရဲ့ဆိုလိုတာကဒီဇာစီစတာတွေလို့ကိစ္စတွေနောက်တစ်ခါအသင်းမှာတန်ရအများရနေတာအမှားတွေရှိတယ်ဥပမာအဖြစ်လာဘီယာရှိတယ်အဇူကိုဆိုလို့ရှိရင်ဒီနေ့မှရောက်လာပြီးတော့ပွဲကစား Chelsea နဲ့အတူတူပွဲကစားခွင့်တောင်မှလောက်လာမရသေးတဲ့အားလုံးတန်ရပြဿနာကြုံနေရတာရှိတယ်ပြီးတော့ Chelsea အသင်းမှာအားထားရတဲ့နောက်ခံကားသမားဒီဘန်ကိုဝဲတန်ရရနေတာရှိတယ်ပြီးတော့နောက်ထပ်ရှိဘက်ကမန်နဲ့ပွဲမှာကိုပမတန်ရသွားတာမျိုးတွေရှိရဆိုတော့ကိုပမလည်းဒီတစ်ပတ်ပွဲတွေမှာပါဝင်လာမှာမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးဂါသမားဒဏ်ရာတွေရတဲ့ပြဿနာတွေလည်းရှိတယ်နောက်ထပ်ကနီးပြနဲ့မနစ်ကနီးပြဘာပဲလို့အမြဲတမ်းနောက်ကနေပြီးတော့ထောက်ခံအားပေးနေတဲ့ဘုတ်ဖက်တောင်မှနီးပြပေါ်မှာသတင်းစာရှင်းလင်းပွဲတွေမှာအသင်းတွင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထွက်ပြောတဲ့ကိစ္စတွေပေါ့နော်ဥမာအဖြစ်နောက်ခံလိုတဲ့ဆိုတဲ့ကိစ္စမျိုးတွေဒါကိုမကြာခဏထုတ်ပြောတာမျိုးတွေစားတဲ့ကိစ္စတွေကိုဘုတ်ဖက်ရဒီကိစ္စနဲ့ပတ်သက်ပြီးတော့နီးပြပေါ်မှာအမြင်မကြည်တာတွေ
စတဲ့သတင်းတွေကျွန်တော်တို့မြင်ရတယ်ဆိုတော့ Chelsea အသင်းဟာလက်ရှိမှာကွင်းတင်မှာလည်းပြဿနာတွေရှိတယ်ကွင်းပြင်မှာလည်းပြဿနာတွေရှိတယ်တိုက်စစ်ဘက်ကလည်းအားရစရာမရှိဘူးခန်းစစ်ကလည်းတဖြည်းဖြည်းနဲ့တော်တော်ဆိုးဝါးတဲ့ခန်းစစ်အကြောင်းပုံစံတစ်ခုကိုကျွန်တော်တို့ဖြစ်နေတယ်ဟိုအရင်တော့မနေ့က Chelsea ကိုကျွန်တော်တို့ပြန်ပြင်နေခဲ့ရတာဖြစ်တယ်ပြီးတော့ Chelsea အသင်းက Premier League မှာလည်းရလက်ကောင်းတွေမရခဲ့တာလည်းကြာပြီနိုင်ဝဲပြောက်နေတာနိုင်ဝဲပြောက်နေတာလည်းလက်ဝဲဆက်ရှိသွားပြီရှေ့မှာမန်ယူရှုံးနေမန်ယူရဲ့ရှေ့မှာဘိုင်ယန်နဲ့ကန်ရတယ်ဆိုပေမဲ့ဘိုင်ယန်လည်းရှုံးခဲ့တယ်ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘိုင်ယန်နဲ့ပွဲရဲ့အရှိကဘရန်ဖူးနဲ့ပွဲမှာလည်းသေရလက်ပဲရခဲ့တယ်စတဲ့ပရီးမီးယားလိမှာလည်းအခြေအနေမကောင်းဘူးချန်ပီယံလိမှာလည်းရှုံးပွဲတွေတွေ့နေတယ်ကွင်းထဲမှာလည်းပြဿနာတွေရှိတယ်ကွင်းပြင်မှာလည်းပြဿနာတွေရှိတယ်စတဲ့ပြဿနာရက်တွေဂျားကနေပြီးတော့မှဒီတစ်ပတ်ကစားမယ်မနက်ဖြန်ကစားကြမယ် Brighton အသင်းနဲ့ပွဲစဉ်ဟာလည်း Brighton အသင်းရဲ့အိမ်ဘက်မှာသွားပြီးတော့ကစားမှာဖြစ်တယ် Brighton အသင်းဆိုတာကလူငယ်ပြတွေလူငယ်ကားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းမနေ့ကဆိုလို့ရှိရင်မီတိုမှာ Chelsea အသင်းကိုတွင်းသွားတဲ့ဂိုးဆိုလို့ရှိရင်အရင်ကလှတဲ့ဂိုးမျိုးပေါ့နော်ဆိုတော့ဒီလိုခြေတန်းရှိတဲ့ကားသမားတွေလည်း Brighton မှာရှိတယ်ပြီးတော့ Brighton က Chelsea လို့မဟုတ်ဘူးလက်ရှိအခြေအနေက Brighton ဟာလိုရဲကန်ရဲ့အသင်းဖြစ်တယ်ဒီပြသည်လည်းလိုရဲကန်ရဲ့ဆုံးဖြတ်ချက်တွေချရဲတဲ့ဒီပြတစ်ယောက်ဖြစ်တယ်ဆိုတော့ဒီတစ်ပတ်မှာလည်း Chelsea ကအဝေးကွင်းပွဲစဉ်နောက်ပွဲတစ်ပွဲကိုထပ်ပြီးကစားရအောင်မှာဖြစ်တယ်ဆိုတော့ဒါပြီးသွားလို့ရှိရင်လည်း Chelsea တင်ကဘင်ဖီကာအသင်းကိုအိမ်ကွင်းမှာအဲ့ကန်ကစားရမှာဖြစ်တယ်ဆိုတော့ဒီပွဲပြီးနေ Chelsea တို့ကချန်ပီယံလိပွဲစဉ်ရှိသေးတယ်ဆိုတော့ Brighton အသင်းနဲ့ပွဲစဉ်ဒီလည်းအမှားရွေးဖြစ်လို့မရဘူးဘင်ဖီကာအသင်းနဲ့ပွဲစဉ်မှာလည်းအမှားလုပ်လို့မရတော့ဘူးပြောရရင်အရှိမချန်ပီယံလိပွဲစဉ်နဲ့ပတ်သက်လို့ရှိရင်အရှိမဘိုင်ယန်မြူးနစ်ကို Chelsea အသင်းကရှုံးနေခဲ့ပြီးသွားပြီဒီဘင်ဖီကာကိုပါထပ်ပြီးတော့အနိုင်မကန်နိုင်ဘူးဆိုလို့ရှိရင် Chelsea အသင်းအနေနဲ့ချန်ပီယံလိကနေစောစောစီးထွက်ခွာသွားလို့မယ်ဆိုတော့အရေးအယောင်မျိုးကျွန်တော်ကြိုးပြီးတော့မြင်နေရမှာမျိုးဖြစ်တယ်ဆိုတော့ဒီပွဲမှာက Brighton နဲ့ကစားမယ့်ပွဲမှာကအာသမားတွေပွဲနေတာတွေရှိတယ်ဒီခြေစွမ်းဥမာအဲဆိုဘာနဲ့လဲဆိုရင်ဒီနှစ်ပွဲသုံးပွဲလောက်ထိမှာပွဲပန်းပြီးတော့ခြေစွမ်းကျနေတာမျိုးကျွန်တော်မြင်ရတယ်ပြီးရင်အသင်းမှာပြဿနာပေါင်းစုံကိုကိုင်းတွယ်နေရတဲ့ Maresca အနေနဲ့ဒီပွဲမှာရောနိုင်ပွဲရသွားအောင်ဘယ်လိုကိုင်းတွယ်ပြီးတော့ဘယ်လိုဖြည့်ရှင်းပြီးအနိုင်ရလက်တစ်ခုရအောင်ဘယ်လိုကစားသွားမလဲဆိုတော့ကျွန်တော်ပြည်သက်တွေကတော့ရေနမမနဲ့ပဲဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့နောက်ဖက်မှာကိုပမာမရှိတဲ့တိုက်စစ်ခန်းစစ်မှာဆိုလို့ရှိရင်လည်းလီဘိုင်ကိုဝဲမရှိတဲ့ခန်းစစ်ကွင်းလမ်းမှာဆိုလို့ရှိရင်လည်းခြေသွမ်းကျနေတဲ့အန်ဆူဖာနန်ဒက်စားတဲ့ပြဿနာပေါင်း16000ကြားနေပြီးတော့ဘယ်လိုပုံစံတွေဘယ်လိုလူစင်းတွေနဲ့ပွဲထပ်လာကြမလဲဘယ်လိုအနေစနစ်တွေကိုအသုံးပြုပြီးတော့အနိုင်ရလက်ကိုပုံဖော်သွားနိုင်မလဲဒါမှမဟုတ်ကျွန်တော်တို့အရှိမနိုင်နေပွဲရလိုမျိုးဗီမီလာနဲ့ပွဲရလိုမျိုးလင်ကွန်းနဲ့ပွဲတော့လိုမျိုးကိုဘကအားလက်ချက်တွေကြောင့်ရှုံးပွဲပဲထပ်ပြီးကြုံတွေ့သွားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါမယ်ကိုရလက်အနေနဲ့လည်းဘယ်လိုရလက်တွေထွက်ပေါ်သွားမလဲဆိုတာကိုကျွန်တော်တို့ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ပြီးရင်မနက်ဖြန်ပွဲကစားသွားပြီးတဲ့အခါမှာလည်း Chelsea နဲ့ Brighton တင်းတို့ရဲ့ပွဲပြီး3သက်ချက်နဲ့အတူကျွန်တော်တို့ပြန်လည်ဆုံးဖြတ်ကြပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်